ကိုယ့်ရဲ့တပ်ပုံကိုနောက်ခံပြောင်းချင်တာပဲဖြစ်ဖြစ်နောက်ခံဖြတ်ချင်တာပဲဖြစ်ဖြစ်1မိနစ်အတွင်းမှာ high quality နဲ့ပြောင်းလို့ရပါတယ် Okay. မပြောင်းလဲဟဲ့ အဆန်ပေးရမလို့ပဲဖရီအတုံးပြုလို့ရတဲ့နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင်တော့အဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်โอเคကျွန်တော်တို့အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ browser တစ်ခုကိုတွားလိုက်ပါပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ remove pg ဆိုပြီးတော့ရိုက်ရှာလိုက်ပါโอเคဒီမှာကျွန်တော်တို့ပထမဆုံးပေါ်လာတဲ့ဒီ website ထဲကိုဝင်လိုက်ပါဒီမှာရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ upload image ဆိုပြီးတော့ပေါ်နေပါတယ်အဲ့ဒီနေရာမှာတစ်ချက်နှိပ်လိုက်ပါโอเคဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့မှာတပ်ပုံကကျွန်တော်တို့ဒီ gallery ထဲမှာလားဒါမှမဟုတ်လို့ရှိရင်ဒီမှာကင်မရာနဲ့ရိုက်မှာလားဒါမှမဟုတ်လို့ရှိရင်ဒီ file တွေထဲမှာလားပေါ့နော်တကယ်လို့ gallery ထဲမှာဆိုလို့ရှိရင်ဒီအပေါ်ကကျွန်တော်တို့ photo library ကိုနှိပ်လိုက်ပါပြီးရင်တော့ကိုနောက်ခံဖြတ်ချင်တဲ့ပုံတစ်ပုံကိုရွေးလိုက်ပါပြီးရင်ဒီမှာတန်းကိုနှိပ်လိုက်ပါโอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာဓာတ်ပုံနောက်ခံကဒီမှာ auto ဖြတ်ပေးသွားပြီပဲဖြစ်ပါတယ်ကျွန်တော်တို့တကယ်လို့ download ဆွဲချင်တယ်ဆိုရင်ဒီအောက်မှာကျွန်တော်တို့ download ဆိုတာရှိပါတယ်ဒီမှာကျွန်တော်တို့ကအပေါ်ကဒီ preview ပေါ့နော် preview ကတော့ကျွန်တော်တို့ free ရတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ကဒီ mac quality ကိုယူမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီပတ်စံနဲ့ဝယ်ပြီးမှဒီ download ဆွဲလို့ရမှာဖြစ်ပါတယ်ဒီကျွန်တော်တို့ကဒီမှာလဲကျွန်တော်တို့ဒီတပ်ပုံနောက်ခံကိုချင်းကျင်နေဆိုရင်တော့ဒီအောက်ကကျွန်တော်တို့ background ဆိုပြီးတော့ဒီမှာအပေါင်းပုံလေးနဲ့ရှိတယ်ပေါ့နော်အဲ့ဒီနေရာမှာတစ်ချက်နှိပ်လိုက်ပါ okay ဒါဆိုလို့ရှိရင်တော့ဒီမှာ background တွေအများကြီးပေါ်လာပြီပေါ့နော်အဲ့ဒီကိုစိတ်ကြိုက် background ကိုရွေးပြီးတော့ကျွန်တော်တို့ထည့်လို့ရပါတယ်ဒီမှာတော်တော်လေးကိုစုံလည်လည်ရှိပါတယ်တကယ်လို့ကိုကဒီတူပိတ်ထားတဲ့ background တွေမကြိုက်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာ search bar မှာကျွန်တော်တို့ကိုကြိုက်တဲ့ background ကိုရိုက်ရှာလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဒီကိုကြိုက်တယ်လို့ background တွေကိုကျွန်တော်တို့ရွေးလို့ရပါတယ်ကိုကြိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာdownload ဆိုတာကိုနှိပ်လို့ရပါတယ် download ကိုနှိပ်ပြီးတော့ကျွန်တော်တို့ save လို့ရတယ်ပေါ့နော်ဒီမှာ download ကိုနှိပ်မယ်ပြီးရင်ဒီမှာ preview ဆိုတာရှိရပေါ့နော်အဲ့ဒီမှာ free ပေါ့နော်အဲ့ဒီမှာတစ်ချက်နှိပ်လိုက်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရမှာဒီပုံကဒီ download ဆွဲပြီးပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော် gallery လေးကိုတစ်ချက်ထွားကြည့်လိုက်မယ် okay ဒီမှာဆိုလို့ရှိရင်ဒါမူရင်းပုံပေါ့နော်မူရင်းပုံ background ဝါနေတယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ဒီ background change ထားတဲ့ပုံပဲဖြစ်ပါတယ်။ Okay ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးအဆင်ပြေကြပါစေ။